Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနာပိုင်းကျွတ်လေးနဲ့အတွင်းပိုင်းဤလေးဖြစ်တဲ့မှုတ်စီကြော်လေးကြော်ပြပါမယ်နော်ပထမဦးဆုံးကောက်ငင်းမှုတ်ကို200 ml ခွက်5ခွက်နဲ့ခွက်တစ်ဝက်ထည့်ပါမယ်နော်ပြီးတော့လက်ဖက်ရည်စွန်းနဲ့ဆိုရာမှုတ်စားရိုးလည်းထည့်ပေးမယ်နော်ဇွန်းနဲ့နှက်အောင်မွေပေးလိုက်မယ်အေးခံထားတဲ့ထငက်ရည်လေးကိုလည်းစစ်လိုက်မယ်ကောက်ငင်းမှုတ်ထဲကိုခုနဆာမှုတ်ချိန်ခွက်နဲ့ဆာမှုတ်ချိုးစာတိုင်း200 ml နှစ်ခွက်အရင်ဆုံးထည့်ပြီးတော့မွေလိုက်ပါမယ်ပြီးမှနောက်ထပ်200 ml တစ်ခွက်ကိုထည့်လိုက်မယ်ပြီးတော့နှက်နေအောင်မွေပေးပါမယ်နော်မွေတန်လေးနဲ့အားရပါရမွေပေးတော့အဲ့ဒီထားလေးရသွားပါပြီနော်ဆာမှုတ်မွေထားတာကိုမိနစ်20လောက်အဖုံးလေးအုပ်ပြီးတော့ထားရပါမယ်မှုတ်ကြော်တဲ့ခါဒီအိုးလေးကိုသုံးပါမယ်နော်မကတ်ဦးဖြစ်တဲ့သူကလက်ဖွားစာရွယ်စားလေးပဲပေါ့နော်မှုတ်စီကြော်မှာနှမ်းစီရမပါမဖြစ်ပေါ့နော်နှမ်းစီရှိရင်မွေးနေရပဲအခုမိနစ်20ပြီးတော့မယ်ဆိုတော့စီလေးထည့်ပြီးတော့မှုတ်လေးကြော်ပါတော့မယ်စီလေးပူပြီးဆိုတော့ထဲတော့မယ်နော်မှုတ်လေးကိုအရွယ်စားလေးပဲကြော်လိုက်မယ်နော်မှုတ်ပြားကကြီးရင်လေဟိုဘက်ဒီဘက်လိုင်းရတာခတ်တယ်ပေါ့နော်အပေါ်ပိုင်းလေးမချောက်ခင်မှာနှမ်းစီလေးထည့်လိုက်တယ်ပေါ့နော်မီးကိုအလဲလက်နေထားမှာပဲထားတယ်တစ်ဖက်လမ်းလိုက်ပါမယ်နော်အယောင်လေးတွေလှလိုက်တာအနက်လေးလဲမှုေးလာပြီးအပြင်အနောက်ပိုင်းတွေလဲကျွတ်လာပြီပေါ့နော်မှုတ်ကိုလေးကြော်နေတော့မှအဲ့အလဲလေးကိုဒီလိုလေးဖိပြီးနော်အတွင်းပိုင်းကိုအဲ့လိုလေးဖိခြင်းအဖြစ်အတွင်းပိုင်းကိုလည်းနည်းနည်းလေးကျွတ်စီတယ်ပေါ့နော်အတွင်းပိုင်းလည်းနည်းနည်းကျွတ်လာပြီဆိုတော့ရပါပြီနောက်ထပ်ကြော်လိုက်ပါမယ်နော်ခုနအတိုင်းပဲကြော်လိုက်ပါတယ်စီကိုနည်းနည်းလေးပဲထည့်မယ်ဆိုရင်မီးကိုအတက်နိုင်ဆုံးအေးအေးလေးထားပေးရပါမယ်နော်ကျမကစီကိုနည်းနည်းများများထည့်လိုက်တယ်ဆိုတော့မီးရလဲလက်နဲ့ပဲကြော်လိုက်ပါတယ်မီးရလဲလက်နဲ့ဆိုရင်တော့နည်းနည်းလေးဟိုဘက်ဒီဘက်မြင်မြင်လေးလှိုင်ပေးရပါတယ်ပေါ့နော်မဟုတ်ရင်အဲ့လိုတူးသွားတတ်တယ်ကြာထားလို့မရဘူးအဲ့လိုအလဲလေးကိုဖိပြီးမှပဲကြော်ပါနော်မဟုတ်ရင်အလဲလေးကပျော့လွင့်ရင်စားလို့မကောင်းဘူးပုံလဲပြက်တယ်ပေါ့နော်ပုံစံလဲပြက်တယ်မလှဘူးကြော်လို့ပြီးသွားတဲ့မှုတ်တွေကိုအဲ့လိုစကားလေးထဲမှာစီပူတွေကိုအေးခံနေပေါ့နော်စီပူတွေအေးသွားမှမှုတ်ကချွတ်တာပါနော်နောက်ထပ်ကြော်ပါမယ်အိုးကိုခါပြီးကြော်လို့မှုတ်လေးကနည်းနည်းရုပ်ဆိုးတယ်ပေါ့နော်ဒါပေမဲ့စားကောင်းပါတယ်ရှင်ကြော်ထားတဲ့မှုတ်လေးတွေရပါပြီရှင်အလှဆင်ပါမယ်နော်ထန်ရပါပြီချွတ်လေးနဲ့အနားလေးတွေချွတ်လေးနဲ့အထက်ဤလေးရပါပြီရှင်ကျမရဲ့မှုတ်စီကြော်လေးကိုစားကြပါအောင်ရှင်